ဒါအိယာနိုးမျက်နှာတစ်ပြီးသွားတော့စားမယ်တောက်မယ်အဲ့ဒါစားပြီးမပြန်တက်ကမတော့အသားရည်ကတော့ပြောင်းလဲသွားတယ်အများကြီးပြောင်းလဲသွားတယ်ဆိုတာအရင်တော့ဆိုဒီလိုနေရာတွေမှာလေငချင်းကွက်တွေပေါ့ဒီလိုမျိုးလေးတွေရှိတယ်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်ဒီလက်တွေတစ်ပြင်းလုံးခြေထောက်တွေတစ်ပြင်းလုံးကိုယ်လုံးတွေမျက်နာတွေကအစပါနော်အခုဒီဥစ္စာကဒီလက်တွေမှာတော့မရှိတော့ဘူးဒီမှာတော့လုံးဝမရှိတော့6လီတာဒီလိုနေရာလေးမှာနည်းနည်းတော့ကြံသေးတယ်ပေါ့နော်ရေကလည်းတစ်နေ့ကို6လီတာတောက်တယ်ပေါ့6လီတာဘူးနဲ့ကကြတော့ဒီဂျီဘူးနဲ့ပေါ့ဒါလီတာဘူးဒါရေအပြည့်ဖြည့်ထားတယ်ရေအပြည့်ထည့်ပြတာအေး1လီတာအဲ့ဘူးမျိုးကို6ဘူးတောက်တယ်မနေ့အိယာနိုးပြီးတာနဲ့သူကအနှိမ့်ဆုံးအဲ့ဘူးမျိုးကို3လီတာတောက်လိုက်တယ်အိယာနိုး10နာရီ17နာရီ12နာရီအတွင်းပေါ့3လီတာပြီးသွားရင်ညနေပြီးသွားရင်မနေ့အိယာနိုးချင်းမှာ1လီတာပြီးသွားရင်ဆေးတောက်တာနဲ့10နာရီအတွင်းကို2လီတာ8နာရီ9နာရီ10နာရီဆေးကိုမဖြစ်မနေတောက်ကြတယ်အဲ့ဒါလုံးဝအချိန်အောင်ရောလို့မရအောင်အဲ့အဆေးတောက်တဲ့အတွင်းမှာသူက1လီတာထပ်တောက်တော့2လီတာဖြစ်သွားပြီပြီးတော့7နာရီအတွင်းကို1လီတာဆိုတော့3လီတာအဲ့ရနေညနေ9နာရီကိုသူ2လီတာပဲတောက်တော့ဆေးညဘက်ကျအရန်သွားမှာဆိုလို့9နာရီနောက်ပိုင်းကိုကျတော့9လီတာကျော်သွားတယ်9နာရီနောက်ပိုင်းကိုကျတော့သူကအစင်ပြေဆိုလို့အစာစားဆေးတောက်ပါညာနဲ့1လီတာကုန်သွား6လီတာပေါ့အဲ့လိုမျိုးအဲ့အချိန်မှာစီးပြန်ထွက်တယ်ဆိုရင်လည်းစီးက9လီတာကျော်လောက်ထွက်တယ်အဲ့လိုမျိုးကြိုပြီးတော့တောက်ထားတဲ့အချိန်ကျမှသူကပိုပြီးစင်ပြေရပေါ့ဒါမှမဟုတ်ရင်ညအိတ်ခန့်နေကြမှာ1လီတာကျော်2လီတာလောက်ဆိုရင်တညာလုံးမအိတ်ကတော့တရွှတ်သွားနေတော့လေအဲ့ကြောင့်အေးရေးပြက်မှာဆိုလို့9လီတာကတော့အစောညနေ9နာရီထိကို9လီတာကိုမရအောင်တောက်တယ်ပြီးသွားရင်9နာရီနောက်ပိုင်းကျ1လီတာကျတော့ည8နာရီနဲ့9နာရီနဲ့ပြီးတော့ညဘက်ဆေးတစ်မျိုးရှိတယ်ပေါ့နော်အဲ့ဆေး3မျိုးတောက်ကြတယ်အစာစားပြီးတောက်ရတဲ့ဆေးအဲ့ဆေး3မျိုးတောက်ကြတဲ့ခါကျတော့သူကတဘူးလောက်ကတော့1လီတာလောက်ကတော့ခြံထားရတယ်ပေါ့နော်အဲ့လိုမျိုးတောက်ပါတယ်အဲ့အတွက်အသားရည်ကတော့နည်းနည်းပြောင်းလဲလာတယ်အဲ့လိုအဖက်ငကြီးကွန်ဖက်လို့ဖြစ်လာတဲ့ဥစ္စာတွေမရှိတော့ဘူးပေါ့နော်မျက်နာအသားရည်လည်းပြောင်းလဲလာပါတယ်အမေကြီးလေးဝင်းပါဂရိုးဖြစ်ကျေးဇူးတင်ပါတယ်ရှင်ဒါသူ့အတွက်အဲ့ဒါမနှက်စာဟုတ်လားကျေးဇူးတင်ပါတယ်ရှင်ဆရာဝန်ကဝင်းနေသွားနေတော့ဝင်းနေပြတ်သွားနေတော့အားကြောင့်မို့ဝန်နေဖြစ်မှာဆိုလို့တကယ်ဟိုစာကတကယ်ကြောက်ကအစားထိုးထားတဲ့လူနာဝင်းသွားလို့မရဘူးလေတကယ်ဝင်းသွားတယ်ဆိုရင်တဲ့ပိုးဝင်လို့ဝင်းသွားတယ်ဆိုရင် तू ကဘိုက်ကိုရစ်ပြီးတော့မှ तू ကဝင်းကိုသွားတာအဲ့လိုတော့ဘိုက်ရစ်တဲ့တန်နာတဲ့တန်ကိုခံရတယ်ဒါဆိုရင်တော့ပိုးဝင်တဲ့ဥစ္စာပေါ့နော်အခုကပိုးဝင်တဲ့ဥစ္စာမဟုတ်ဘူးတိအချက်အိန္ဒိယကနေဒီကိုပြန်လာတော့ဆန်ပြောင်းလဲကြောင့်တိအချက်ဖြစ်တယ်နောက်ပြီးတော့ရေပြောင်းလဲကြောင့်ဖြစ်တယ်ဒါတော့မှရေကတောက်လျှောက်ကြိုလာတာကြိုတောက်တာဟိုဥစ္စာဆိုဂျိုးပြူရေကိုကြိုပြီးထည့်ထားတာရေနွေးချမ်းနေအဲ့ဒါဟိုးတာ2လီတာဆက်နဲ့ရေနွေးဦးနဲ့ကြိုပြီးထည့်ထားတဲ့ဥစ္စာရေတန်းဆက်ကနေတစ်စင်းမှထည့်ထားတာပြန်ထည့်ထားတဲ့ဥစ္စာပေါ့နော်အဲ့လိုမျိုးလေးတွေကယူဆိုင်ကပါတယ်နောက်ပြီးအစာအရန်စားတော့အလကားနဲ့ဘိုက်စားဆိုတော့အဲ့လိုကြက်ဥဆိုတာဒါအပြောင်းလဲဖြစ်အောင်လို့ကြက်ဥနဲ့ဒီဥစ္စာနဲ့ protein နဲ့ဝယ်ပေးလိုက်တာပေါ့နော် protein နဲ့ကြက်ဥနဲ့အဲ့ဒါဝယ်ပေးလိုက်တာပါဆရာဝန်ကဒီ protein တိတန့်ပါတဲ့ဥစ္စာကိုစားလို့ရတယ်တခြားဥစ္စာဆိုရင်တော့စားလို့မရဘူးဒါအဲ့လိုမျိုးအတွက်ကောင်းပါတယ်ဒီဥစ္စာလေးကျေးဇူးတင်ပါတယ်ရှင်တိလိုခြင်းနဲ့အယောင်းအရာများအစားထိုးထားတဲ့အရာတွေအကြောင်းအရာတွေတိလိုခြင်းနဲ့ဆိုရင်တင်ပေးထားတဲ့ဖုန်းနံပါတ်လေးရတစ်ဆင့်မြင်မြတ်နိုင်ပါတယ်ရှင်